အခု question video လေးမစခင်မှာနောက်ထပ် video အများကြီးကိုကြည့်နိုင်ဖို့အတွက်ဒီ channel လေးကို subscribe လေးလုပ်ခဲ့ပေးပါအောင်နော်အဲ့တော့ဒီဘိုင်းမှာကြတော့လေသူကဘာလဲဆိုတော့မွန်တိုင်းယွန်းပေါ့နော်မွန်တိုင်းယွန်းမှာသူက၄မျိုးတွေကနေတစ်မျိုးရွေးပေးရမယ့်ပုံစံအဲ့တော့ဒီအပေါ်ကအစာကြောင်းနဲ့စင်တူတဲ့အရာကိုရွေးပေးရမှာဖြစ်ပါတယ်အဲ့တော့အဓိကဒီစာကြောင်းနဲ့စင်တူဆုံးစကားလုံးကဘယ်ဟာလဲအဲ့ဒါကိုရွေးပေးရမှာပေါ့နော်ဒါဆိုရင်နံပါတ်25လေးကိုကြည့်အောင်バスが出発しましたバスが出発しましたအဲ့တော့ bus က出発しましたဆိုတာက bus ကထွက်သွားခဲ့ပါပြီနော် bus ကထွက်သွားခဲ့ပါပြီဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့ကိုကဘယ်ဟာကိုသိနေရမလဲဆိုတော့ဒီ 出発ဆိုတဲ့အဓိကစာလုံးသိနေရမယ်ဒါမှသာကိုကအောက်ကဟာဘယ်ဟာတင့်တော်လဲဆိုတာကိုရွေးလို့ရမှာပေါ့နော်အဲ့တော့1番ကဘာဖြစ်မှာလဲဆိုတော့ bus က止まりましたဒီနေရာမှာကျတော့တိုမာရီမရှာဆိုတာရက်ခဲ့တယ်ပေါ့နော်ကားကရက်ခဲ့တယ်တဲ့ကားကရက်ခဲ့တယ်ပေါ့နော်နောက်တစ်ခုကဘတ်စ်ကစကီမရှတာဘတ်စ်ကစကီမဆိုတာဆရောက်လာပါပြီဘတ်စ်ကဒေမရှတာဘတ်စ်ကထွက်သွားခဲ့ပါပြီဘတ်စ်ကမဂါရီမရှတာမဂါရီမဆိုတာကဒါကွေတယ်ပေါ့နော်ဘတ်စ်ကကွေသွားခဲ့ပါပြီအဲ့တော့ဘာဖြစ်မှာလဲဆိုတော့အသင့်တော်ဆုံးကရှော့ပါဆိုရှိမရှတာဆိုတာကဘာလို့ဒါလဲဘတ်စ်ကထွက်သွားပြီဆိုတဲ့အတွက်ကြောင့်မို့လို့ထွက်တယ်ဆိုတဲ့အဓိပ္ပာယ်ဆင်တူတဲ့စကားလုံးကဘာဖြစ်မှာလဲဆိုတော့စံပန်ဘာစုကဒေမရှတာဘတ်စ်ကထွက်သွားခဲ့ပါပြီဆိုတာကအဖြေမှန်ပါเนาะအဲ့တော့နောက်တစ်ခုနံပါတ်26ကもっと丁寧に書いてくださいもっとဆိုတာပို့ပြီးတော့丁寧တည်တည်တက်ရက်ရင်ကြီးပေါ့เนาะတခြားနေရာမှာတော့ရင်ကြီးရင်ကြီးတည်ချာတက်ရက်ဖြစ်အောင်ခိုင်းတဲ့ခရာဆိုင်ရေးပေးပါတဲ့ဒါဆိုလို့ရှိရင်တည်ချာတက်ရက်ဖြစ်အောင်ရေးပေးပါဆိုတဲ့စင်တူနဲ့စာကြောင်းတို့ရှာရအောင်ပေါ့နော်အဲ့တော့ ichi ဘန်ကဘာဖြစ်မလဲဆိုတော့ motto okiku kaite kudasai အဲ့တော့ okiku kaite kudasai ဆိုတော့ပို့ပြီးတော့ခက်ကြီးလေးရေးပေးပါတဲ့ပို့ပြီးတော့ကြီးအောင်ရေးပေးပါတဲ့အဲ့တော့ဒါနဲ့တူမလားပေါ့နော်အဲ့နိဗ္ဗာန်ကြည့်အောင်နိဗ္ဗာန်ကကြတော့ motto kirei ni kaite kudasai ပို့ပြီးတော့လှပလေးလှပအောင်ရေးပေးပါတဲ့နော်ဘယ်ဟာတင့်တော်မလဲပေါ့အဲ့တော့နောက်တစ်ခုနံပါတ်3番ကြတော့もっと太く書いてください太くဆိုတာဘယ်ကနေလာလဲဆိုတော့太いဆိုတာကပုံမှန်ဆိုလို့ရှိရင်တော့ဝရတယ်ပေါ့နော်ဒီမှာကျတော့ဘယ်လိုလဲဆိုတော့စာရေးတဲ့ခါမှာခတ်ထူတုတ်လေးရေးပေးပါတဲ့နောက်တစ်ခုကနံပါတ်4ဆိုတော့もっと簡単に書いてくださいပို့ပြီးတော့လွယ်ကူဖြစ်တဲ့ပုံစံခိုင်းတဲ့ကူရာဆိုင်ရေးပေးပါတဲ့ဒါဆိုလို့ရှိရင်တင့်တော်ဆုံးအောင်ဘာဖြစ်မလဲတေတက်လေးဒိန်းနေအဓိကဒိန်းနေကိုသိရမှာနော်ဒိန်းနေရဲ့ကျေပြန့်တဲ့စကားပုံစံကိုသိရမယ်ဒါမှသာကိုကအဖြေရွေးတာမှန်မှာပဲဖြစ်တယ်နော်ဒါဆိုလို့ရှိရင်ဒါထူတုတ်ရေးခိုင်းတာလားရိုးရှင်းရေးခိုင်းတာလားခက်ကြီးလေးရေးခိုင်းတာလားလှပတက်လေးရေးခိုင်းတာလားဆိုတော့နိဗ္ဗာန်ဖြစ်တဲ့ခီရဲနိခိုင်းတဲ့ခူရာဆိုင်ကပို့ပြီးတော့အသင့်တော်ဆုံးဖြစ်တဲ့ကြောင့်မို့သူကအဖြေမှန်ဖြစ်တယ်နော်ခီရဲနိခိုင်းတဲ့ခူရာဆိုင်တည်ချာတက်ရက်လှပလေးရေးပေးပါအဲ့တော့နောက်ထပ်နံပါတ်29အာနီဝအေကဥမာယီဒက်စ်တဲ့အာနီဆိုတာအကိုပါတဲ့အေကဆိုတာကပကြီးမှာเนาะဒါအေဆိုတာပကြီးမှာဥမာယီဆိုတာကကျွမ်းကျင်တာပြောင်မြောက်တာပေါ့เนาะဥမာယီဒက်ဆိုတော့ကျွမ်းကျင်တယ်တဲ့ဒါဆိုလို့ရှိရင်အောက်မှာကြည့်အောင်เนาะအာနီဝအေကဂျောဇူဒက်အဲ့တော့ဂျောဇူဆိုတာကဘာလဲတော်တယ်အာနီဝအေကခီရိုက်ဒက်ခီရိုက်ဆိုတာဘာလဲမုံတယ်နောက်တစ်ခုကျတော့အာနီဝအေကဟေတာဒက်ဟေတာဆိုတာကညံ့တယ်အာနီဝအေကဆူခီဒက်အာနီကအကိုကဒီပကြီးကိုကြိုက်တယ်တဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်မလဲတင့်တော်ဆုံးကဒီဟာတွေကပို့ပြီးတော့ဒီဥမာကြီးဆိုတာကိုသိရမှာပေါ့နော် M4 level မှာဆိုတော့ဥမာကြီးကိုတော့လွယ်လို့ထင်ပါတယ်သိတဲ့လို့ထင်ပါတယ်เนาะအဲ့တော့သူ့ရဲ့အဖြေမှန်ကဘာဖြစ်မလဲ Josu das တော်ပါတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့အဖြေမှန်က Ichiban ဖြစ်ပါတယ်တော်တာเนาะဒီက Umai ဆိုတာကတော်တာပါအဲ့တော့ Suki မဟုတ်ပါဘူးเนาะ Suki နဲ့ရောထွေးနိုင်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဒါက Josu das Umai das ဒါနှစ်ခုကဆင်တူတယ်ပေါ့เนาะသူတို့ရဲ့အဓိပ္ပာယ်ကဒါဆိုရင်နံပါတ်28
နံပါတ်28မှာဆိုလို့ရှိရင် 昨日は寝坊しました。အဲ့တော့寝坊しました。寝坊しましたဆိုတော့ကဘာဖြစ်တာလဲဆိုတော့ဘယ်လိုပြောမလဲ तू ကအိပ်ရာထနောက်ကျတာပြောတာနော်ကိုကမနက်မှာ6နာရီထမယ်ဆို6နာရီမထမိပဲနဲ့ကိုထမဲ့အချိန်မှာမထပဲနဲ့အိပ်ပျော်သွားတာเนาะအိပ်ရာထနောက်ကျခဲ့တာပေါ့နော်အဲ့တော့နေဖို့ရှိမှရှိတာအိပ်ပျော်သွားတာအိပ်ပုတ်ကြီးတာပေါ့ကွယ်အိပ်ပုတ်ကြီးသွားတယ်ဆိုတာကကိုထရမယ့်အချိန်မှာမထပဲနဲ့အိပ်ပျော်သွားတာမနိုးတာပေါ့နော်အဲ့လိုမျိုးအိပ်ရာထနောက်ကျတာပေါ့အဲ့ဒီအဓိပ္ပာယ်ပါဒါဆိုလို့ရှိရင်1番ကဘာရှိတာလဲဆိုတော့昨日は寝るのが遅くなってしまいました遅くなってしまいましたအဲ့တော့ဘာဖြစ်သွားလဲဆိုတော့နေရုနောကအိတ်တာကတဲ့နောက်ကျသလိုဖြစ်သွားခဲ့တယ်နောက်ကျသွားခဲ့တယ်ပေါ့အိတ်တာနောက်ကျတာเนาะဒါကီနိုကနေရုနောကအိုဆိုခုနတဲ့ရှိမိုင်းမာစတာအိတ်တာနောက်ကျတာဒီဟာကျတော့အိတ်တာနောက်ကျတာမဟုတ်ဘူးအိတ်ရာထနောက်ကျခဲ့တာเนาะနေဘိုးဆိုတာကအိတ်ပုတ်ကြီးသွားတာပေါ့เนาะအိတ်ပုတ်ကြီးသွားမြန်မာလိုပြောရင်အိတ်ပုတ်ကြီးသွားတာအဲ့တော့ဒီဟာနဲ့ကမလွဲတယ်เนาะကိုကဒီဟာတေးသေးချာမဖတ်တာဘူးဆိုလို့ရှိရင်အိတ်တာနောက်ကျတာမဟုတ်ဘူးအိတ်ရာထားတာနောက်ကျသွားတာအိတ်ပုတ်ကြီးသွားတာဒါဆိုလို့ရှိရင်ဒီဟာမဟုတ်တော့ဘူးပေါ့เนาะဒီဟာမဟုတ်တော့ဘူးဒါနေရုနောကအိတ်ရာဝင်တာအိတ်တာနောက်ကျသွားခဲ့တယ်เนาะနောက်တစ်ခုနံပါတ်2昨日は早く寝てしまいましたမနေ့ကလေစောစောအိတ်သွားခဲ့တယ်စောစောအိတ်သွားခဲ့တယ်เนาะဒီရဲ့အဖြေကစောစောအိတ်သွားခဲ့တယ်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကစောစောအိတ်သွားခဲ့တာမဟုတ်ဘူးဘာဖြစ်တာလဲအိတ်ရာထတာနောက်ကျဟုတ်တယ်အိတ်ရာထတာနောက်ကျသွားခဲ့တာပေါ့เนาะဒါကြောင့်မို့လို့နိဗ္ဗာန်လည်းမဟုတ်ပါဘူးနောက်တစ်ခုက昨日は起きるのが遅くなってしまいましたအဲ့တော့起きるဆိုတာဘာဖြစ်လဲအိတ်ရာထတာအိတ်ရာထတာ遅くနောက်ကျသွားခဲ့တယ်เนาะနောက်ကျသွားခဲ့တယ်ဆိုတော့ဒီဟာလေးကဘာလဲအဖြေမှန်ပေါ့เนาะအဲ့ဆိုနံပါတ်4ကိုဆက်ပြီးတော့ကြည့်ရအောင်昨日は早く起きてしまいましたမနေ့ကတဲ့စောစောထခဲ့တယ်တဲ့မနေ့ကစောစောထခဲ့တယ်ဆိုတော့ဒီဟာအိယာထနောက်ကျပါတယ်ဆိုတော့စောစောထခဲ့တယ်ဆိုတော့ဒီဟာကလည်းမဟုတ်တော့ဘူးသူ့ရဲ့အဖြစ်မှန်ဘာဖြစ်မလဲဆိုတော့ယွန်းပန်ဖြစ်sorry သူ့ရဲ့အဖြစ်မှန်ကစမ်းပန်ဖြစ်ပါမယ်အဲ့တော့အခုကနံပါတ်29လေးကြည့်အောင်ပါနံပါတ်29မှာဆိုလို့ရှိရင်တာနာခဆန်ဝစန်စေနိဟိုမဲတာတယ်မတ်တာအဲ့တော့တာနာခဆန်ကစန်စေစီကနေဟိုမဲတာတယ်မတ်တာဆိုတာကဘာလဲချီကျူးခံခဲ့ရတယ်နော်စန်စေစီကနေချီကျူးခံခဲ့ရတယ်ဒါကဥခဲမီနဲ့ရေးထားတယ်နော်ဥခဲမီနဲ့ရေးရတယ်ဆိုတော့ချီကျူးခံခဲ့ရတယ်တဲ့ဒါဆိုလို့ရှိရင်ဒီလေးချောင်းတွေကဘယ်ဟာဖြစ်မလဲကြည့်အောင်နော်1番先生は田中さんに気をつけてねと言いましたအဲ့တော့ဂယုစိုက်ပါစန်းစေးကဒါနခဆန်ကိုဂယုစိုက်ပါလို့ပြောခဲ့တယ်တဲ့အဲ့တော့ဘာဖြစ်မလဲဒီဟာနဲ့ဒါချီးကျူးတာလေဂယုစိုက်တာမှမဟုတ်တာအဲ့ဆိုတော့1番လေးကမဟုတ်တော့ဘူးပေါ့နော်အဲ့တော့2番က先生は田中さんにとても良かったですねと言いましたအဲ့တော့စန်းစေးကဒါနခဆန်ကိုတိုတဲမိုရောခတာတက်စနေဆိုတော့အရန်ကိုကောင်းခဲ့တာပဲနော်လို့ပြောခဲ့တယ်တဲ့ဒါဆိုလို့ရှိရင်သူနဲ့နည်းနည်းဆင်တာပေါ့နော်သူနဲ့နည်းနည်းဆင်တော့ဒီဟာလေးကိုတစ်ချက်မှတ်ထားမယ်နိဗ္ဗာန်လေးဒါဖြစ်နိုင်ခြေရှိတယ်အဲ့တော့နောက်တစ်ခုနံပါတ်3番先生は田中さんに先生က田中さんကိုちょっと休みましょうと言いましたအဲ့တော့ခဏလောက်အနားယူကြရအောင်လို့ပြောခဲ့တယ်တဲ့ဒီမှာချီးကျူးတာလေအနားယူဖို့ပြောတာမဟုတ်တာเนาะဒါကြောင့်မလို့3番မဖြစ်နိုင်တော့ပါဘူးအဲ့တော့4番မှာဆိုရင်先生は田中さんに大変ですねと言いましたပင်ပန်းခဲ့တာပဲเนาะမလွယ်ဘူးเนาะပင်ပန်းခဲ့တာပဲเนาะဆိုပြီးတော့ပြောခဲ့တယ်တဲ့ဒါဆိုလို့ရှိရင်ဒီဟာကလည်းမဟုတ်တော့ဘူးဗာလေချီးကျူးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့とても良かったですねဆိုတာကပို့ပြီးတော့တင့်တော်တယ်ဆိုတဲ့အကြောင်းမို့လို့သူ့ရဲ့အဖြေကဘာဖြစ်ပါလဲဆိုတော့နိဗ္ဗာန်ဖြစ်ပါမယ်ဒါဆိုလို့ရှိရင်เนาะဒီအပိုင်းလေးလည်းပြီးသွားပါပြီဒီပိုင်းလေးကိုလည်းနားလည်မယ်လို့ထင်ပါတယ်အခုကတော့မွန်တိုင်းကော့လေးကိုဆက်ပြီးတော့ကြည့်ကြမှာပေါ့နော်အဲ့တော့မွန်တိုင်းကော့ကလည်းသူကဘာဖြစ်မှာလဲဆိုတော့စင်တူတဲ့စကားလုံးတွေကိုရွေးပေးရမှာပဲအဲ့တော့ပထမဦးဆုံးပထမပိုင်းရဲ့ဒါကနောက်ဆုံးပိုင်းလေးပေါ့နော်အဲ့တော့ JPT မှာဆိုလို့ရှိရင်3ပိုင်းဖြေရတယ်အဲ့တော့ပထမပိုင်းရဲ့နောက်ဆုံးပုဒ်စာလေးဖြစ်တဲ့မွန်တိုင်းကော့ကိုကြည့်အောင်နော်ဒါဆိုရင်ဆက်ပြီးတော့နံပါတ်30ကိုကြည့်အောင်ပါနော်နံပါတ်30မှာဆိုလို့ရှိရင်ဒါကြောင့်မို့လို့ရင်စုံကြည့်အောင်ပေါ့နော်အဲ့တော့30မှာဆိုလို့ရှိရင်ဘာရှိမှာလဲဆိုတော့ root စု
ရုစုဆိုတာကအိမ်မှာလူမရှိတာပေါ့နော်ရုစုရဲ့အဓိပ္ပာယ်ကအိမ်မှာလူမရှိခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ရုစုနဲ့တင့်တော်တဲ့စာကြောင်းလေးကဘာဖြစ်မလဲဆိုတာကြည့်အောင်1番မှာဆိုလို့ရှိရင်最近忙しくて仕事が留守になりませんခုတလောအလုတ်ရှုပ်နေတာကြောင့်တဲ့ရှိကုတ်တို့အလုတ်ကရူဆူနီနာရီမဆန်အလုတ်ကအိမ်မှာလူမရှိတယ်လို့ဖြစ်လာအလုတ်မရှိတယ်လို့ဖြစ်တယ်ဆိုတော့တိတ်တော့လည်းမဟုတ်သေးဘူးပေါ့နော်အဲ့တော့နောက်တစ်ခုနောက်စာကြောင်းတစ်ခုကအနိုဒေဘာတိုနော်ဒေဘာတိုကုန်တိုက်အနိုဒေဘာတိုဝကျော်ဝရူဆူဒစနေဒေဘာတိုအဲ့ဒီကကုန်တိုက်ကလေဒီနေ့ရူဆူဒဆိုတော့လူမရှိဘူးပေါ့နော်ဒါပေမဲ့ဒီရုစုကကြတော့လူမရှိတာမဟုတ်ပဲねအိမ်မှာလူမရှိတာเนาะအဲ့တော့ဒီဟာကလည်းမဟုတ်သေးပါဘူးအဲ့တော့နောက်တစ်ခုကကြတော့3番ဆိုလို့ရှိရင်ဗာလဲこの飛行機には留守の席がありませんဒီထိုင်ကုန်ကတဲ့လူမsorry ဒီလေယာဉ်ကလူမရှိတဲ့ထိုင်ကုန်ကမရှိပါဘူးတဲ့အာရီမဆန်မရှိပါဘူးဆိုတော့ဒီဟာလည်းတိတ်ပြီးတော့မဟုတ်သေးဘူးဒါအိမ်နဲ့ဆိုင်နဲ့စာကြောင်းဖြစ်မှသာဒီဟာမှန်ပါပေါ့နော်အဲ့တော့နောက်တစ်ခု4番友達の家に行ったら留守でしたအဲ့တော့ဒီမှာအိမ်ပါလာပြီเนาะအိမ်ပါလာပြီအဲ့တော့တငယ်ချင်းရဲ့အိမ်ကိုသွားလိုက်တော့အဖြစ်မှာလဲအိမ်မှာလူမရှိခဲ့ဘူးတဲ့အဲကြောင့်မို့လို့အဖြစ်မှန်လေးရပါဖြစ်မလဲယွန်းပန်ဖြစ်ပါမယ်အဲ့တော့မီနာဆန်တို့ကလေဒီပု္ပ္ပစာကိုဖြေတဲ့အခါမှာကိုကအချိန်ကိုမြန်မြန်နဲ့ဖြေခြင်းတယ်ဆိုလို့ရှိရင်ဝါတရှိလောက်တဲ့နီလန်းတွေကိုပြောပြပါမယ်နော်ဝါဒရှိဆိုလို့ရှိရင်ဘယ်လိုလုပ်လဲဆိုတော့ဥပမာ root ဆိုလို့ရှိရင်ကိုကသိလိုက်ပြီအိမ်မှာလူမရှိတာဒါဆိုလို့ရှိရင်အိမ်နဲ့သက်ဆိုင်တဲ့စကားလုံးအရင်ရှာလိုက်တယ်နော်အချိန်မရှိအချိန်မြန်မြန်ပြီးကျင်တယ်ဆိုလို့ရှိရင်ပြောတာပါအချိန်မြန်မြန်နဲ့မမှန်လေးကိုကဆောင်းမွေးဝဲမှာကြတော့အချိန်ကိုမြန်နိုင်သမျှမြန်အောင်အချိန်ကိုချုပ်နိုင်သမျှချုပ်အောင်ကိုလုပ်ရတာအောင်နော်ဒါကြောင့်မို့လို့ root ဝါဒရှိဆိုလို့ရှိရင်တော့အဲ့နီလန်နဲ့လုပ်ပါတယ်ဘယ်လိုလဲဆိုတော့ဒီသူ့ရဲ့အတိတ်ပဲကိုသိလိုက်တာနဲ့သူနဲ့သက်ဆိုင်တဲ့စကားလုံးကိုအရင်ရှာဖွေလိုက်တယ်။ဝါဒရှိဆိုရင်အဲ့ရုစုကအိမ်မှာလူမရှိတာတွေ့ကြောင့်မို့အိမ်နဲ့သက်ဆိုင်တဲ့စကားလုံးအရင်ရှာဖွေလိုက်မယ်။အရင်ရှာဖွေလိုက်တဲ့ခါကျလို့ရှိရင်ဒီမှာတိုမိုရာချင်းတော်ရဲ့နေအစ်တာရရုစုဒက်ရှတာဒါဆိုလို့ရှိရင်နီးစပ်တဲ့အဖြေကိုရပြီ။အဲ့တော့ပြီးတော့မှဒီဟာလေးတွေကိုကိုကမြင်မြန်ဆန်ဆန်လေးဖတ်ကြည့်လိုက်ပေါ့နော်။ဒါဆိုရင်ဒါမဖြစ်နိုင်တော့ဘူးဆိုလို့ရှိရင်ရုံးမှန်ကိုမြင်မြန်ဆန်ဆန်ရွေးလို့ရပြီပေါ့နော်။အဲ့ဒါကိုပြောချင်တာပါ။ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ပုဒ်သွားရအောင်။အဲ့တော့နောက်တစ်ခုကကြတော့ရှင်းဆက်စော့ရှင်းဆက်ဆိုတာရှင်းဆက်စောနာပါဆိုတာရှင်းဆက်စောနာဆိုတာဘာဖြစ်တာလဲကျင်နာတာပေါ့နော်အဲ့တော့ H ပဲဒီစကားလုံးနဲ့အဆင်ပြေတဲ့စာကြောင်းကိုလိုက်ရှာကြမယ်この料理は体にとても親切ですよအဲ့တော့ဒီ 料理ဟင်းလျာကခါရဒါနိခန္ဓာကိုယ်အတွက်とてもအရန်ကိုရှင်းဆက်စောですよဆိုတော့ဘယ်လိုပြောမလဲရှင်းဆက်စုပ်ကကျင်နာတာတို့ဘာလို့ဆိုတော့တိတ်ပြီးတော့အတိတ်ပဲလည်းမပေါ်ဘူးပေါ့နော်အတိတ်ပဲဖော်လို့မရအောင်ခန္ဓာကိုယ်အတွက်အရန်ကိုရှင်းဆက်စုပ်ဖြစ်သလားဆိုတော့မဟုတ်ဘူးပေါ့နော်အဲဆိုတော့ဒီဟာလေးကမှားပါတယ်အချီပန်မှားပါတယ်အဲ့တော့コンビニは何でも買えるコンビニは何でも買えるのでとても親切そうですအဲ့တော့ဒီ convenience တို့တွေပြောချင်တာပါ convenience တို့တွေကဘာမဆိုခါရလူတော့တဲ့ဝယ်နိုင်တာကြောင့်တသိမို့အရန်ကိုရှင်းဆက်စွတ်တက်ရှင်းဆက်စွတ်တက်ဆိုတော့ကကျင်နာတယ်ဆိုတော့ဒါကလည်းတိတ်မဟုတ်သေးဘူးပေါ့နော်အဲ့တော့3番ကကိုနိုပြောရင်တော့お医者さんはとても親切そうですよတဲ့အဲ့တော့ဒီဆေးရုံရဲ့အိုရီရှာဆန်ကအရန်ကိုဘာဖြစ်လဲရှင်းဆက်စွတ်တယ်ဆိုတော့ကျင်နာပါတယ်တဲ့အဲ့တော့ကျင်နာတယ်ဆိုတော့ဒါလူနဲ့သက်ဆိုင်သွားပြီပေါ့နော်အဲ့တော့ဒီဟာလေးကအဆင်ပြေတဲ့စာကြောင်းလေးဖြစ်နေပြီအဲ့တော့နောက်တစ်ကြောင်းထပ်ပြီးတော့ဖတ်ကြည့်အောင်私の母は庭の花にとても親切そうですကျွန်တော်ရဲ့အမေကနီဝါဆိုတာခြံဝင်းတဲကပန်းနေပေါ်မှာပန်းတွေကိုとてもအရန်ကျင်နာတယ်တဲ့အဲ့တော့လူကတခြားလူပေါ်မှာကျင်နာတာတို့ဆိုလို့ရှိရင်တော့ရှင်းဆက်ဆိုတာမှန်တယ်အဲ့တော့မင်းနဆန်တို့မှားနိုင်တာကစမ်းပန်နဲ့ယွန်းပန်အဲ့တော့ပန်းတွေပေါ်မှာကျင်နာတယ်ဆိုတော့ဒါလည်းဖြစ်နိုင်တာပဲပေါ့နော်ဒါပေမဲ့တင့်တော်ဆုံးစကားလုံးကတော့ဘာဖြစ်မှာလဲဆိုတော့စမ်းပန်ဖြစ်ပါတယ်စမ်းပန်နဲ့ယွန်းပန်ကိုဗာလဲမာချီကာကိုဖြစ်နိုင်တယ်ပေါ့နော်မှားနိုင်တယ်ပြီးလို့ရှိရင်
ရောထွေးနိုင်တယ်ဒါပေမဲ့အသင့်တော်ဆုံးစကားလုံးစာကြောင်းကတော့စမ်းပန်ဖြစ်ပါတယ်ယွန်းပန်မဟုတ်ပါဘူးเนาะအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ပုဒ်ဖြစ်တဲ့32ကပါလဲဒါနီဂိုင်းဆိုတာကခါတော့เนาะခါတော့ဆိုတဲ့အဓိပ္ပာယ်ပါအရသာတွေခါတာကိုပြောချင်တာပါအဲ့ဆိုရင်一番をကြည့်အောင်風をひいたので声が苦いですတဲ့အဲ့တော့風をひきたのでဆိုတာကဒီအေးမိတာပေါ့နော်ဟီကီမတ်ကနေလာတယ်အေးမိတာကြောင့်တဲ့အတန်ကားတဲ့နီဂိုင်းတဲ့ဆိုတော့အတန်ခါတယ်ပေါ့နော်တိတ်အဓိပ္ပာယ်မရှိဘူးဒီစာကြောင်းနော်အဲ့တော့နံပါတ်2ကခရိုင်မီချီအိုဟီတိုရီတဲ့ဒါတက်ရောက်တယ်ပေါ့နော်ဟီတိုရီတဲ့အာရုခုနောဝနီဂိုင်းတဲ့ဒါခရိုင်ဆိုလို့ရှိရင်မှောင်နေတဲ့လမ်းကိုမှောင်မိုက်နေတဲ့လမ်းလေးကိုတက်ရောက်တဲ့အာရုခုနောဝလမ်းလျှောက်တာကနီဂိုင်းတဲ့ဆိုတာဒါခါတယ်ဒါလည်းမဟုတ်သေးဘူးပေါ့နော်အဲ့တော့နီမိုဆုကအိုမိုခတ်တာနော်တဲ့စမ်းပန်ဟာနီမိုဆုကအိုမိုခတ်တာနော်တဲ့အထုပ်ကလေးတာကြောင့်တဲ့ဥဒဲကနီဂိုင်းတဲ့အဲ့တော့ဥဒဲဆိုတာကလက်မောင်းပြောချင်တာဥဒဲကနီဂိုင်းတဲ့ဆိုတော့လက်မောင်းကနီဂိုင်းဒါခါတယ်လက်မောင်းခါတယ်ဆိုတာဒါမှမဟုတ်သေးဘူးပေါ့နော်အဲ့တော့ယွန်းပန်この薬はとても苦いですအဲ့တော့ဒီဟာလာပြီပေါ့နော်ဒီဆေးရတဲ့အရန်ကိုခုဆိုရီဆိုတာဆေးနော်ဒီဆေးရတဲ့အရန်ကိုနီဂိုင်းဒက်အရန်ကိုခါပါတယ်တဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်မှာလဲဒီဟာမှခါတဲ့အဓိပ္ပာယ်တက်ရောက်တာပေါ့နော်ဒါကြောင့်မို့လို့သူ့ရဲ့အဖြေမှန်ကယွန်းပန်ပဲဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ပုဒ်ကိုကြည့်အောင်33အဲ့တော့33မှာဆိုလို့ရှိရင်ဗာလဲဆိုတော့သူကဝါရုဆိုတာကဝါရီမတ်ကလာတယ်ပေါ့နော်ဝါရီမတ်ခွဲသည်ပေါ့နော်ခွဲသည်အဲ့တော့一番にကြည့်အောင်お皿を落としてお皿を落として割ってしまいましたအဲ့တော့ဝါရီမတ်ကလာတယ်割ってしまいましたお皿ဆိုတာဒီပကံလုံးပေါ့နော်お皿ပကံပြားကို sorry お皿ဆိုတာပကံပြားပါお皿ပကံပြားကို落としてဆိုတာကဒီပြုတ်ကျစေလိုက်မိပြီပေါ့နော်ဒီပကံပြားကိုပြုတ်ကျအောင်လုပ်လိုက်တယ်ပေါ့နော်ပြုတ်ကျအောင်လုပ်လိုက်ပြီးတော့ဝတ်သက်ရှိမိုင်းမာစတာတဲ့အဲ့တော့ခွဲလိုက်မိတယ်ပြုတ်ကျအောင်လုပ်ပြီးတော့ကွဲစေလိုက်တယ်ခွဲလိုက်မိတယ်တဲ့ဒါဆိုလို့ရှိရင်ဒီဟာလေးကတင့်တော်တဲ့စကားလုံးစာကြောင်းဖြစ်နေတယ်ပေါ့နော်ဒါဆိုဒီဟာလေးတစ်ချက်မှတ်ထားမယ်အောက်ကဟာတွေကိုလည်းဆက်ပြီးတော့ဖတ်ကြည့်ကြအောင်နော်အဲ့တော့နိဗ္ဗာန်မှာဆိုလို့ရှိရင်ရှင်ဘုံအိုဝတ်သက်ခါဘန်နိဣရေမတ်တာအဲ့တော့ရှင်းဖို့ဆိုတာဘာလဲသတင်းစာကြီးเนาะသတင်းစာကိုခွဲပြီးတော့တဲ့ခါဘန်ဆိုတာအိတ်ထဲကိုဣရေမတ်တာထည့်ခဲ့တယ်သွင်းခဲ့တယ်ဆိုတော့သတင်းစာကိုဘယ်လိုခွဲမှာလဲเนาะဒီဟာနဲ့သတင်းစာနဲ့ဒီစကားလုံးနဲ့ဟာတွဲပြီးတော့မတော်ဘူးလေเนาะအဲ့တော့နိဗ္ဗာန်ကမှာပါတယ်အဲ့တော့စမ်းပန်ယောဖူခုအိုဝတ်တဲ့ဟာဟာနိအိုခိုရာရဲမတ်တာယောဖူခုဆိုတာကအနောက်တိုင်းဝတ်စာကိုပြောတာပါအနောက်တိုင်းဝတ်စာကိုခွဲပြီးတော့တဲ့အနောက်တိုင်းဝတ်စာကိုခွဲလိုက်တာကြောင့်တဲ့အမေစီကနေပြီးတော့စိတ်ဆိုးတာကိုခံခဲ့ရတယ်။အိုခိုရာရဲမတ်တာကစိတ်ဆိုးတာပါနော်။အိုခိုရာရဲမတ်တာစိတ်ဆိုးခြင်းကိုခံခဲ့ရတယ်။အဲ့တော့ဒါကလည်းမဟုတ်ဘူးနော်။အဲ့တော့တခုခုကွဲစေတာဖန်ခွက်တွေကိုကွဲစေတာတို့ရိုက်ခွဲမိလိုက်တာတို့အဲ့လိုမျိုးတွေမှာသုံးတာပေါ့နော်ဝါရီမတ်ကအဲ့တော့နောက်တစ်ခုယုံပန်ကြတော့ခုနိုဂျမ်မှုဆိုတာကဒီဂျမ်ယိုကိုပြောတာပေါ့နော်ယိုကိုတဲ့စမ်မောနောဘယ်နိဝတ်တက်ခရာဆိုင်အဲ့တော့ဒီဂျမ်ဒီယိုကိုတဲ့စမ်ပေါ်တော့ဒါဘင်းဆိုတာကဒါပလင်းပေါ့နော်ပလင်း3ပလင်းခွဲထည့်လိုက်ပါတဲ့ပလင်း3ပလင်းခွဲထည့်လိုက်ပါဆိုတော့ဒါကလည်းဖြစ်နိုင်ခြေရှိတယ်ဆိုရင်အဲ့လိုမျိုးခွဲထည့်နေရမှာသုံးတာမဟုတ်ဘဲနဲ့သူကဗာလဲခွဲလိုက်မိတယ်ရိုက်ခွဲလိုက်မိတယ်ကွဲစေလိုက်တယ်အဲ့လိုမျိုးနေရာတွေမှာသုံးတယ်เนาะဒါကြောင့်မို့လို့အီချီပန်ကအပြေမှန်ဖြစ်ပါတယ်ရုံးပန်လည်းမဟုတ်ပါဘူးပေါ့နော်အဲ့တော့ဒီမော်နိုင်ကိုရဲ့နောက်ဆုံးတပုတ်ဖြစ်တဲ့34ကိုကြည့်အောင်34မှာဆိုလို့ရှိရင်ချစ်ကိုခုအဲ့တော့ချစ်ကိုခုကနောက်ကျတာကိုပြောတာပါချစ်ကိုခုက okure နဲ့အတူတူပါပဲ okure mas နဲ့အတူတူပါပဲเนาะချစ်ကိုခုကနောက်ကျတာပါဒါဆိုလို့ရှိရင်အီချီပန်နေစပြီးတော့ဖတ်ကြည့်အောင်時計はちょっと遅刻していますတဲ့အဲ့ဒီနာရီကလေအဲ့နာရီကတဲ့ちょっとနည်းနည်းလေးနောက်ကျနေတယ်တဲ့အဲ့တော့ဒီစာကြောင်းကလည်းဒါဖြစ်နိုင်ခြေရှိတယ်နောက်တစ်ခုနိဗ္ဗာန်中京に遅刻してすみませんအတန်းကျေနောက်ကျတဲ့အတွက်ကြောင့်
တန်းချိန်နောက်ကျတာကြောင့်ဆိုမိမဆန့်တောင်းပန်ပါတယ်တဲ့အဲ့တော့ဒီကလည်းဖြစ်နိုင်တယ်ဒီအပေါ်ကလည်းဖြစ်နိုင်တယ်ကိုရီးယားနိုင်ဆိုလို့ရှိရင်လည်းနိုင်ရစောနေတယ်နိုင်ရနောက်ကျနေတယ်ဒီလိုပြောတာအောင်နော်ဂျူကီယိုနီအချီကိုကုရှတဲ့ဆိုမိမဆန့်အတန်းချိန်နောက်ကျတဲ့အတွက်ကြောင့်မို့လို့တောင်းပန်ပါတယ်ဒါကလည်းဖြစ်နိုင်ခြင်းရှိတယ်နောက်တစ်ခုစမ်းပန်ကယူဂျီနိုဒန်ရှာနီချီကိုကုရှတဲ့ချီမိုင်းမတ်တာအဲ့တော့10နာရီလာမဲ့ဒန်ရှာရက်ထားကချီကိုကုရှတဲ့နောက်ကျနေခဲ့ပါတယ်တဲ့နောက်ကျနေခဲ့ပါတယ်တဲ့အဲ့တော့ဒါကလည်းဖြစ်နိုင်တယ်ရက်ထားနောက်ကျတယ်ဒါကလည်းဖြစ်နိုင်နေရှိတယ်ပေါ့နော်နောက်တစ်ခုယွန်ပန်လန်ရာခုဆိုတာဆက်သွယ်တာလန်ရာခုကချီကိုခုရှတဲ့ဆိုမိမဆန်ဆက်သွယ်တာနောက်ကျတဲ့အတွက်ကြောင့်မို့လို့ဆိုမိမဆန်တောင်းပန်ပါတယ်တဲ့အဲ့တော့ဒီ၄ချောင်းတွေကအကုန်လုံးကဖြစ်နိုင်နေရှိနေတယ်အကုန်လုံးကနောက်ကျနေတယ်ဒါပေမဲ့အဓိကအမှန်ဆုံးအသင့်တော်ဆုံးစာကြောင်းကတော့ကြည့်ကိုခုကိုတေချာသိလို့ရှိရင်အမှန်ဆုံးအသင့်တော်ဆုံးစာကြောင်းကိုရွေးလို့ရပါတယ်အဲ့တော့ကြည့်ကိုခုဆိုတာလေဘယ်လိုမျိုးလဲဆိုတော့ကိုတိုင်နောက်ကျတာနော်ကိုခုတွေကလည်းနောက်ကျတာပဲဒါပေမဲ့သူကပွဲတွေအခမ်းအနားတွေရက်ထားတွေအဲ့ဒီနေရာတွေမှာပိုသုံးတယ်ချစ်ကိုခုကကြတော့ကိုတိုင်အလုပ်ကိုနောက်ကျတာကိုတိုင်တယောက်ယောက်နဲ့ချင်းဆိုရတာနောက်ကျတာသူကကြတော့လေ M4 level မှာတို့ချက်ခဲ့တာ M5 တို့ဒီ M4 ရဲ့မင်းသားဆောင်းမှာဆိုလို့ရှိရင် Okure ကိုပဲဒီနောက်ကျတယ်ဆိုတာကိုချက်ခဲ့ရတာပေါ့နော်ဒါပေမဲ့ Chikoku ကလည်းနောက်ကျတယ်မှာပါတယ်အဲ့တော့နောက်ကျတာအောင်မှသူကအမျိုးအစားတွေခွဲထားတယ်ပေါ့နော် Chikoku ကကိုတိုင်းအလုပ်တွေနောက်ကျတာချင်းဆိုတာတွေနောက်ကျတာဆိုလို့ရှိရင် Chikoku ကိုသုံးတယ်ဒါကြောင့်ဒီစာကြောင်းလေးကြောင်းထဲမှာဆိုကြည့်ကြည့်အောင်တူခဲဆိုတာနိုင်ကိုတိုင်းမဟုတ်ဘူးနိုင်ကနောက်ကျနေတယ်နော်ပြီးတော့10နိုင်လာမဲ့ရက်ထားနောက်ကျနေရဆိုတော့ဒါရက်ထားနောက်ကျတာနော်ရန်နာခုက Chikoku ဆက်သွယ်တာနောက်ကျနေဆိုဖုန်းဆက်တာတို့ဘာတို့နောက်ကျနေတယ်ဆိုတဲ့အတွက်ကြောင့်ကိုတိုင်းမဟုတ်ဘူးလေအဲ့တော့ကျုပ်ပြောကအတန်းချိန်ကိုကိုတိုင်းနောက်ကျနေတာเนาะအတန်းချိန်တက်တာနောက်ကျတာကိုတိုင်းเนาะကိုတိုင်းအလုပ်ချိန်သွားတာနောက်ကျတာတို့တရားရောက်နဲ့ချင်းဆိုလာတာနောက်ကျတာတို့ပြီးလို့ရှိရင်ဒီလိုမျိုးအတန်းချိန်နောက်ကျတာလို့ဆိုလို့ရှိရင်ကြည့်ကိုသုံးပါတယ်ဒါကြောင့်မို့လို့အပြည့်မှန်လေးကနိဗ္ဗာန်ဖြစ်ပါတယ်เนาะအဲ့တော့ခိုတိုးပါတွေချက်တဲ့နေရာမှာဆိုလို့ရှိရင်လေတူညီတဲ့စကားလုံးတွေအများကြီးရှိတယ်အဲ့ဒီအများကြီးတွေကမှာကိုကငငယ်တုန်းကစာကြက်တယ်လို့မျိုးပေါ့နော်။ Ukuremas နောက်ကြသည်ချီကိုကူမန်နောက်ကြသည်အဲ့လိုမျိုးကြက်တာမဟုတ်ဘဲနဲ့ဘလို့ကြက်တင်တယ်လဲဆိုတော့ဘလို့မှတ်တင်တယ်လဲဆိုတော့ပေါ့နော်ဒီစကလုံးဆိုလို့ရှိရင်ဘာကိုပြောချင်တာလဲเนาะဒီစကလုံးရဲ့အဓိပ္ပာယ်ကိုသိပြီဆိုလို့ရှိရင်ဒီစကလုံးကဘာအတွက်ရည်ရွယ်ပြီးတော့ပြောချင်တာလဲဆိုတော့အဓိပ္ပာယ်ကိုပါတေချာလေးကိုကသိပြီးတော့စာကိုကြက်မှတ်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးပု္ပ္ပစာတွေအတွက်ဖြည့်ဖို့အတွက်ကလွယ်ကူပါတယ်เนาะဒါကြောင့်မို့လို့ဒီမှာကြည့်ကိုဆိုလို့ရှိရင်ကိုတိုင်းနောက်ကျတဲ့နေရာမှာပို့ပြီးတော့သုံးတယ်ပေါ့နော်။ Ukure ကလည်းမသုံးဘူးလားမဟုတ်သုံးတယ်။ကြိုက်တယ်လို့သုံးလို့ရတယ်။ဒါပေမဲ့သူကဆောင်းမွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့တင့်တော်တယ်ပို့ပြီးတော့အမှန်ကန်ဆုံးဖြစ်တဲ့စကားလုံးကိုဖြည့်ရတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာအဖြစ်မှန်လေးကနိဗ္ဗာန်ဖြစ်တာပါနော်။ဒါဆိုလို့ရှိရင်ဒီအခုဒီမေကွန်ဟောင်းရဲ့ပထမပိုင်းတစ်ပိုင်းလုံးအားလုံးပြီးသွားပါပြီ။ဟုတ်ကဲ့နောက်ထပ်ဗီဒီယိုတွေမှာဆက်တွေ့ပါမယ်နော်။ကျေးဇူးတင်ပါတယ်။